ဒါလေးကကျတော့ဒီဇိုင်းပြောင်းသွားပြီကျွန်တော်တို့ဒီမှာစနော်မကင်းတုံးကမှသူက2ဆင့်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒါတစ်ဆင့်ဒီကောင်ကတော့2ဆင့်ပေါ့တိုင်ရလဲကျွန်တော်တို့ဒါအစိတ်ချင်းအတူတူပဲနော်သူ့ရဲ့သဘောတရားကတော့ကျွန်တော်တို့ဒါဒီလိုပေါ့နော်ဒီလိုမျိုးတိုင်စိတ်မယ်နော်ဒီလိုတိုင်စိတ်ကိုကျွန်တော်တို့ဒီမှာအပြည့်စင်လေးနော်ဒီလိုအပြည့်စင်လေးဒီလိုမျိုးလေးဒီကောင်လဲဈေးနှုန်းက2သိန်းခွဲပဲဗျဒီဇိုင်းတာကွဲသွားတာဒါကျွန်တော်တို့ဒါဈေးနှုန်းကတော့ဒါအတူတူပဲနော်ဈေးနှုန်းကတော့အတူတူပဲဒါလေးက2သိန်းကျော်မယ်သူကလည်းပတ်ထမိန်မယ်နော်ကျွန်တော်တို့ဒါဒီဘက်မှာဆိုရင်သူကဒါအမဲလိုင်းစင်းလေးနဲ့တူတူဟိုနည်းနည်းလေးဒီလိုစနော်မကင်းတုံးလေးမပါတော့ဘူးပေါ့ဗျာနော်မပါတော့ဘူးစင်ပြည့်ပဲတိုင်စိတ်တယ်နော်သူ့ရဲ့သဘောတရားလေးကကျွန်တော်ဒီလိုလေးပေါ့နော်ဒီလိုမျိုးလေးသူလည်းပတ်ထမိန်မယ်သူကတော့ဈေးနှုန်းကဒီကောင်က3သိန်းကျော်မယ်ဒီကောင်ကတော့3သိန်းကျော်မယ်ဈေးဒီဇိုင်းလည်းမတူဘူးပေါ့နော်သူကတော့တိုင်ပိုစိတ်တယ်ထရီမိတ်တွေများတာပေါ့နော်ဒီလိုထရီမိတ်တွေများတယ်နော်ထရီမိတ်ကလေးတွေများတယ်သူကအစင်လည်းပြည့်တယ်သူကတော့ဒီကောင်ကတော့3သိန်းကျော်မယ်ဗျနော်ပတ်ထမိန်3000တမိုင်ခွဲမချုပ်ရသေးဘူးအစသီးတန်းပေါ့နော်သူကတော့ဒါ2စုံရမယ်ပေါ့နော်ဒါလေးက2စုံရမယ်ကျွန်တော်ဒီဘက်ကတော့ကျွန်တော်ဒါအများနဲ့မြင်နေတွေ့နေကြတယ်ကျွန်တော်ဒါမီဇိုးပေါ့နော်မြင်နေတွေ့နေကြပစ္စည်းပေါ့လေနော်အဲ့လောက်ကမှကျွန်တော်ဒါကာလာတွေကကြတော့နော်ဒီလိုမျိုးကာလာဒါလေးဆိုကျွန်တော်ဒါပန်းရောင်ရမယ်နော်ပန်းရမယ်ပြီးရင်ကျွန်တော်ဒီမှာကော်ဖီရမယ်နော်ကော်ဖီရောင်ရမယ်ဒါလေးတွေဆိုရင်ကော်ဖီရမယ်အဝါရမယ်နော်ကျွန်တော်ဒါအဝါရမယ်နော်အဝါလေးရမယ်ပြီးရင်ကျွန်တော်ဒါအပြာရမယ်ပေါ့နော်ဒီလိုအပြာရမယ်နော်ဒီလိုအပြာဒီလိုအပြာလေးရမယ်ပြီးရင်ကျွန်တော်ဒါအနီပေါ့နော်အနီကိုရမယ်နော်ဒီလိုအနီရမယ်ဒါအနီကတော့အများကြီးရှိရပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကဒါဒီကောင်ဆိုရင်ခက်လဲမှာလိုင်းစင်းမပါဘူးဒါလိုင်းစင်းလေးပါတယ်အဲ့လိုမျိုးလေးလည်းရှိသေးတယ်ပေါ့နော်သူကတော့ဈေးနှုန်းကတော့အတူတူပဲနော်ဈေးနှုန်းကတော့အတူတူပဲသူကတော့3သိန်းကျော်နော်ဒီကောင်ကတော့3သိန်းကျော်ပစ္စည်းပေါ့နော်ဒါလေးတွေကာလာလေးတွေအစုံရတယ်နော်အနီကလည်းကျွန်တော်တို့ဒါများရတယ်ပေါ့လေနော်ပြီးရင်ကျွန်တော်တို့ဒါဒီဘက်မှာဒါလေးဆိုရင်ကျွန်တော်တို့ဒါနော်မကင်းတုံးလေးတွေပါတယ်ပေါ့လေဒီဇိုင်းလေးကလည်းကွဲထွက်သွားပြီနော်စကိုင်းလည်းမှားကုန် sorry နော်ဒါလေးကဒီဇိုင်းလေးကွဲထွက်သွားပြီလိုင်းစင်းလေးနဲ့တူပါမယ်ဒီကောင်ကကျတော့ဒါ2သိန်းကျော်မယ်ဒီကောင်က2သိန်းကျော်မယ်ပစ္စည်းနော်သူကကျတော့ကာလာလေးတွေပါတယ်ကာလာလေးပြောင်းလေးတွေပေါ့နော်အခုဒါလက်ရှိရနိုင်တဲ့ဒီဇိုင်းပေါ့နော်ဒီဇိုင်းနဲ့ကာလာပေါ့လေနော်အစိမ်းလေးပေါ့နော်ဒါလေးဆိုရင်အစိမ်းလေးရမယ်နော်ဒီကောင်လေးဆိုအစိမ်းလေးရမယ်ဒါလေးဆိုရင်ပြာလေးရမယ်ပေါ့နော်ဒါလေးဆိုအပြာလေးရမယ်အနီလေးရမယ်နော်ဒီလိုအနီလေးရမယ်နော်ကျွန်တော်ဒါဒီထဲမှာဆိုရင်ကျွန်တော်တို့ဒါ3ရောင်ရမယ်ပေါ့ဗျာနော်ဈေးနှုန်းကတော့ဒီကောင်ကတော့ဒါ2သိန်းကျော်တန်ပစ္စည်းပေါ့နော်ဒီဇိုင်းလေးတွေကမတိမ်မရင်းလေးလည်းကွဲတယ်တိတက်တာကွဲရလေးလည်းရှိရနော်โอเคဒါဒီဘက်မှာဆိုရင်လည်းဒီဘက်မှာဒီဘက်မှာဆိုရင်လည်းဒါငုံတစ်ခက်လေးတွေပေါ့လေနော်ငုံတစ်ခက်လေးကိုမှကျွန်တော်တို့ဒါကာလာကတော့ကျွန်တော်တို့ဒါ2ရောင်ရမယ်ဗျကာလာ2ရောင်ရမယ်ကာလာလေးကကြတော့ဒီမှာအနီလေးရဲ့အမဲလေးရဲ့ပေါ့နော်အနီလေးရဲ့အမဲလေးရဲ့ကျွန်တော်တို့ဒါ2ရောင်ရမယ်ပေါ့လေသူ့ရဲ့သဘောတဘာဝဒီလိုမျိုးလေးနော်ဒါလေးရမယ်နော်အနီလေးရမယ်နော်သူကတော့ဒီကောင်က3သိန်းအတိပေါ့နော်ဒီကောင်က3သိန်းအတိအနက်ကလေးရအောင်မယ်အနက်ကကျတော့2စုံရနိုင်မယ်ဗျစင်တူလေးဒီလိုမျိုးလေးအနက်ကလေးကတော့2ထည့်ရမယ်နော်2ထည့်ရမယ်ဒါအနီလေးက1ထည့်အလုံးပေါင်းဒါအခုလက်ရှိရနိုင်မယ်အနီရဲ့အနစ်ရပေါ့နော်ဒါလေးကတော့ကာလာပေါ့နော်ဒါလေးလည်းငုံတစ်ခက်လေးဈေးနှုန်းကတော့ဒီကောင်ကတော့3သိန်းအတိပေါ့နော်ပတ်ထမိန်မယ်အကုန်လုံးဒါဒီနေ့ကတော့ပတ်ထမိန်နေကြီးပဲနော်โอเคနောက်တစ်ခုဒီကောင်လေးကကျတော့ဒါရိုးလေးဒီကောင်လေးကဒါရိုးဆိုတာကျွန်တော်တို့ဒါတိုင်နေမပါဘူးပေါ့ဗျာနော်ဒီကောင်လေးကတိုင်နေမပါဘဲနဲ့တိုင်ပြောက်ပေါ့နော်ဒီလုံးဝပလိန်ကြီးပဲဒီကောင်ကတော့ဈေးနှုန်းက3000ရှိမယ်ဒီကောင်က3000ကာလာကတော့လောလောဆယ်ကျွန်တော်ဒီမှာတက်ရောင်နေရှိမယ်ပစ္စည်းကတော့ကျွန်တော်ထင်တယ်ဒါ9ထည်6ထည်ဒါ9ထည်လောက်တော့ပါမယ်ထင်တာပဲနော်အခုကကျွန်တော်ထင်တယ်9ထည်လောက်တော့ပါမယ်ထင်တာခံမှန်းကြည့်ပေါ့နော်ဒါလေးရမယ်နော်သူ့ရဲ့သဘောတဘာဝကသူကဒီလိုလေးရမယ်တိုင်နေမှာပါတော့အပြောက်တိုင်ပြောက်ပေါ့နော်ဈေးနှုန်းကတော့3000ပတ်ထမိန်နှစ်ကိုင်းမပြေဘူး3000တက်မိုက်ခွဲနော်ဒီလိုမျိုးလေးဒါလေးရမယ်ပေါ့နော်ကာလာတော့ခုလောဆယ်တက်ရောင်ပဲရမယ်အထည်ရေတော့ကတော့ဒါကျွန်တော်ထင်တယ်ခုနပြောလို့9ထည်ပတ်ချလေလောက်တော့ရမှာပေါ့လေโอเคဒီဘက်မှာကျွန်တော်ဒါကြည့်အောင်ဒါဒီဘက်မှာဆိုရင်ဒါကျွန်တော်တို့ဒါအကျဲလေးကတော့ဒါအကာလာ2ရောင်ရနိုင်နေဗျသူကကြောတော့ဒီမှာအနီစင်းရဲ့ကျွန်တော်တို့ဒါအနီစင်းပေါ့နော်ဟုတ်တယ်အနီစင်းနဲ့ကျွန်တော်တို့ဒါအမဲစင်းပေါ့နော်အနီစင်းနဲ့အမဲစင်းလေးနဲ့ကျွန်တော်တို့ဒါ
ကာလာ2ရောင်ရနိုင်သူ့ရဲ့သဘောတဘာဝဒီလိုလေးပေါ့နော်ဒီလိုအမိတ်ကလေးအမိတ်ကြီးပေါ့နော်အမိတ်ကြီး3မိတ်ပါမယ်နော်အမိတ်ကြီး3မိတ်ပါမယ်နော်ဒီကောင်လေးကကျွန်တော်တို့ဒါ2သိန်းကျော်ပေါ့နော်ဒါဟိုပါပတ်ထမိန်3000တမိုက်ခွန်းမယ်နော်ထုံးစံတိုင်းကျွန်တော်တို့ဒါအကုန်လုံးပတ်ထမိန်နေကြီးပဲဒါလေးကတော့ဒီဒီဇိုင်းကတော့ကျွန်တော်တို့ဒါ2သိန်းကျော်တန်ပစ္စည်းပေါ့ကာလာကတော့တရောင်ကိုတစ်ထည်စီရနိုင်တယ်ပေါ့နော်အခုလက်ရှိကတော့ဒါအနီစင်းနဲ့အနစ်စင်းနော်ဒါလေးကျွန်တော်တို့ဒါရမယ်ကျွန်တော်တို့ဒါဒီဘက်မှာတော့ဒါကျွန်တော်တိုင်းအစိတ်ကိုမှကျွန်တော်တို့ဒါကာလာအားဖြင့်တော့ကျွန်တော်တို့ဒါဒီမှာအနီရယ်ပေါ့ချက်သွေးရယ်ပေါ့နော်အနီရယ်ချက်သွေးရယ်ဆိုပြီးမှကျွန်တော်တို့ဒါကာလာ2ရောင်ရနိုင်မယ်ဗျနော်ကာလာ2ရောင်ရနိုင်မယ်ပေါ့ဟိုတက်ရောင်ကိုတစ်ထည်စီပဲရအောင်မယ်เนาะဒီကောင်လေးလည်းတက်ရောင်ကိုတစ်ထည်စီပဲပါလာသေးရဲ့เนาะသူ့ရဲ့သဘောတဘာဝဒီလိုလေးတိုင်စိတ်ကလေးเนาะတိုင်စိတ်ကလေးနဲ့ကျွန်တော်ဒီလိုမျိုးလေးเนาะတိုင်စိတ်ကလေးဒီကောင်လေးတွေကကျွန်တော်တို့ဒါဈေးနှုန်းအပြင်တော့ဒီကောင်လေးက3သိန်းကျော်ပေါ့เนาะဒီကောင်ဆိုရင်ဒါ3သိန်းကျော်တန်ပစ္စည်းသူကတော့တိုင်လုံးဝစိတ်ကလေးနဲ့လှလှလေးเนาะဒါလေးတွေကျွန်တော်တို့ဒါထက်ရောက်ထားတယ်ဗျဒါလေးဒီနေ့အကုန်လုံးကဒါဒီနေ့ပစ္စည်းရောက်ထားတဲ့အထည်လေးတွေကိုကျွန်တော်ကဒါတေချာလေးဒါဖြန့်ပြပေးတာပေါ့လေเนาะโอเคဒီဘက်မှာကြည့်အောင်ဒါလေးကတော့ကျွန်တော်တို့ဒါကြက်သွေးပေါ့နော်ကြက်သွေးရောင်လေးကြက်သွေးဟိုမှာသူကလည်းတိုင်စိတ်ကလေးပဲသူ့ရဲ့သဘောတဘာဝဒါလေးဆိုအနီအပေါ်တော့ကြက်သွေးလေးနော်သူ့သဘောတဘာဝဒီလိုမျိုးလေးတိုင်စိတ်ကလေးနော်တိုင်စိတ်ကလေးဒီကောင်လေးတွေကလည်းဒါဈေးနှုန်းကဒီကောင်က3သိန်းကျော်ပေါ့နော်ဒီကောင်လေးကတော့ဒါ3သိန်းကျော်နဲ့ပစ္စည်းလေးနော်ဒီကောင်လေးဆိုတာဒါတိုင်စိတ်ကလေးနဲ့ကျွန်တော်တို့ဒါအပြည့်စင်လေးတော်တော်လေးလာတယ်ဒီကောင်လေးဆိုအနီလေးဒီမှာကြက်သွေးလေးဒါဒီထဲမှာလည်းကျွန်တော်တို့ဒါကာလာ1ရောင်စီရမယ်ပေါ့နော်1ရောင်တစ်ထည်စီပါလာတယ်ပေါ့နော်ဒါလေးတွေကအခုဒါကျွန်တော်ရောက်ထားတဲ့ပစ္စည်းလေးတွေပေါ့နော်ရောက်ထားတဲ့ပစ္စည်းလေးတွေအရန်လာပါတယ်နော်